ကဲအားလုံးပဲမင်္ဂလာပါ Biker Dream Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာကတော့ကျွန်တော်တို့ Hindu Company ကထုတ်တဲ့ဒီတို့အမျိုးအစား EV 3မိန်းဆိုင်ကယ်ပဲဖြစ်ပါတယ်ဒီ3မိန်းဆိုင်ကယ်ကတော့အခုလိုအချိန်မှာစီပြက်လက်နေတဲ့အချိန်မှာစီတွေအလှည့်ကျတန်းစီတဲ့အချိန်မှာစီတန်းစီရမှာကိုမကြောက်ရဘဲနဲ့နေ့စဉ်အဆင်ပြေအောင်သွားလို့ရမယ်3မိန်းဆိုင်ကယ်လေးတစ်စီးပဲဖြစ်ပါတယ်ဒီ3မိန်းဆိုင်ကယ်ကဘာထူးခြားသလဲဆိုတော့အရင်3မိန်းဆိုင်ကယ်တွေလို့မဟုတ်တော့ဘဲနဲ့အမိုးတွေတကားတွေပါလာမှာပဲဖြစ်ပါတယ်ပြီးတော့ဒီကောင်ကမှန်ပိတ်ပြီးမောင်းနေမယ်လို့ဆိုလို့ရှိရင်အဲကွန်ဖွင့်ပြီးတော့လည်းမောင်းနေနိုင်တယ်လို့အထက်မှာလည်းအဲကွန်ပိတ်ပြီးတော့ပန်ကာနဲ့မောင်းနေနိုင်မှာပဲဖြစ်ပါတယ်ကြည့်တော့အရှိကန်းလေးကိုကျွန်တော်နည်းနည်းလေးပြကြည့်ကြပါမယ်ဘယ်လိုမောင်းရမလဲဆိုတော့နော်ကဲအဲ့တော့ဖွင့်မဲ့အနေထားမှာဆိုရင်โอเคဒီကောင် back camera ပါတဲ့အတွက်ဒီမှာ back camera ထိုးထားတဲ့အချိန်မှာ back gear ထိုးထားတဲ့အချိန်မှာ camera ပွင့်တာပေါ့အခုကရှေ့ကိုပြန်ထိုးလိုက်ပါနော်တော့ဖွင့်ပြီဆိုလို့ရှိရင်ဒီနေသားကိုမြင်ရမှာဖြစ်ပြီးတော့ brake ဆွဲလိုက်လို့ရှိရင်တော့ဒီ ready နေသားနဲ့စတင်ပြီးတော့မောင်းနေလို့ရမှာဖြစ်ပါတယ်အဲ့တော့ guide တွေမှာဘာတွေပါမလဲဆိုရင်ဒီဘက်မှာတော့ gear 1 2 3 chain လို့ရမယ်ခလုတ်ပါမယ်ပြီးရင်ဒီမှာမီးအကြီးအသေးchain လို့ရမယ်ခလုတ်ပါမယ်ပြီးရင်တော့ရှေ့နဲ့နောက်ကိုဒီခလုံးနဲ့ချိန်ပြီးတော့မောင်းနေနိုင်မှာဖြစ်ပါတယ်ဒီဘက်ကတော့ဒယ်မီအောင်မီနဲ့ signal မီမဟွန်းနေပါမှာဖြစ်ပါတယ်ဒီကောင်ကတော့ရှေ့ brake ဖြစ်ပါတယ်နောက် brake ကတော့ဒီ6ရောက်ကနေပြီးတော့ဖမ်းရမှာပဲဖြစ်ပြီးတော့နောက် brake ဖမ်းပြီးတော့ဒီလို lock ချထားလိုက်ရင်လည်းဒါ parking brake ပဲဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်မောင်းနေလို့ရမယ့်အနေအထားဖြစ်ပါတယ်ပြီးတော့ဒီကောင်ကဖုန်းနဲ့ချိန်ပြီးတော့သချင်းတွေလည်းဖွင့်နိုင်တယ်လို့မျိုးဒီဖုန်းကိုလည်းဒီကနေပြီးတော့ control လုပ်နိုင်ပါတယ်အဲ့တော့ဒီမှာကတော့အဲကွန်ဖြစ်ပါတယ်ဒါကတော့အဲကွန်ပိတ်ထားတဲ့အနေထားပေါ့နော်အဲကွန်ဖွင့်မယ်ဆိုရင်ဒီခလုတ်ဖွင့်လို့ရမယ်โอเคဒါကတော့အဲကွန်ရဲ့ပန်ကာအနည်းမြန်ကိုချိန်ပေးတဲ့ခလုတ်တွေပဲဖြစ်ပါတယ်ဒီကောင်တော်တော်အေးတယ်နော်ခဏလေးနဲ့အေးတယ်ပြီးရင်ဒီကောင်ကတော့ temperature အတိုးလျော့ဒါကတော့အနည်းဆုံး30 degree လောက်ထိရမှာဖြစ်ပြီးတော့အဲ့ရနေပြီးတော့လည်းအတိုးလျှော့လုပ်လို့ရပါလိမ့်မယ်အကယ်၍အဲကိုမဖွင့်ရင်တော့မှန်တွေကိုဖွင့်ပြီးတော့ဒီပန်ကာလေးနဲ့မောင်းနေနိုင်မှာဖြစ်ပါတယ်ကြည့်အဲ့တော့ဘက်ထရီခဏလေးပြနောက်ကဘက်ထရီလေးနဲ့ကြည့်ကြည့်ဒါကတော့ဘက်ထရီbattery ဒါကတော့သူ့ရဲ့ lithium ion battery ပဲဖြစ်ပါတယ်82 volt ကို100 ampere hour သုံးထားပေးတာဖြစ်ပါတယ်အဲဒါကြောင့်မလို့အဝေးဆုံးကီလို120အထိအများဆုံးမောင်းနေနိုင်မှာဖြစ်ပါတယ်မော်တာကတော့2000 watt မော်တာကိုသုံးပေးထားတာဖြစ်ပြီးတော့နောက်မှာဒါတော့သူ့ရဲ့ charging သွင်းမဲ့ adapter ဖြစ်ပါတယ် charging သွင်းရင်တော့ဒီနောက်ကအပေါက်မှာသွင်းပေးရမှာဖြစ်ပါတယ်ဒီဟာကတော့ပတ်လည်မီးဖွင့်ထားတဲ့ပုံလေးပဲဖြစ်ပါတယ်ဒီဘက်ဘေးဘက်မှန်တကားတွေဖွင့်ပြီးမောင်းနေတဲ့အချိန်မှာလည်းလေထွက်ပေါက်ရအောင်လို့နောက်မှန်ကိုအခုလိုလေးလှန်ပြီးတော့ဖွင့်ထားလို့ရပါတယ်ဒါကတော့နောက်မီးလေးပေါ့နောက်မီးလေးရဲ့ဒီကောင်ကတော့နောက်ကမော်တာတက်ထားတဲ့အနေထားဖြစ်ပါတယ်မော်တာကတော့2000 watt မော်တာတက်ပေးထားဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော်တို့ဒီမှာတော့အယောင်4ရောင်ရှိမှာဖြစ်ပါတယ်နောက်ကအဝါရောင်ရဲ့ဒီလိုဖြူရောင်ကိုပလဲဖြူရောင်ရိုးဖြူရောင်နဲ့ဆိုပြီးတော့ဖြူရောင်အယောင်ခွဲ3မျိုးရမှာဖြစ်ပြီးတော့အယောင်ခွဲနောက်တစ်မျိုးကတော့အဝါရောင်စုစုပေါင်းအယောင်4ရောင်ရရှိမှာဖြစ်ပါတယ်ဒီ EV 3မိန်းဆိုင်ကယ်တွေကိုလိုချင်နေဆိုရင်တော့ဖော်ပြထားတဲ့ဖုန်းနံပါတ်တွေကနေပြီးတော့အသေးစိတ်အချက်လက်တွေကိုလာရောက်စုံစမ်းပေးမြနိုင်တယ်လို့ကိုဝင်းအောင်မော်တော်ဆိုင်ကယ်ရှိုးရုံအမှတ် E3 73ရပ်ကွက်မြင်းစုလမ်းပသိမ်မြို့မှာလည်းလာရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျာကဲဒီနေ့တော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်